နေ့တော့360 hot pot ဆိုင်မှာ hot pot စားဖြစ်ပါတယ် Welcome drink လေးနဲ့ free ပေးတယ်နော်ကျမဲ hot pot ဆက်လေးပဲမှာလိုက်ပါတယ်ရောက်လာပြီဆိုတော့စပြီးတော့ပြုတ်ကြရအောင်တယောက်စာဆိုပေမဲ့တယောက်ကိုတော်တော်လေးဖိုက်တင်ပြီးစားလေးရတာပေါ့နော်အမေရီကတော့တော်တော်ဆုံးပါတယ်အဲ့ဒီပြုတ်နေနေကိုအနမ်းနဲ့နေတော်တော်လေးကိုစားခြင်းနေရပါအားလေးကတော့ချက်မဲပါချက်မဲလေးကတော်တော်လေးကိုလက်ဆက်တယ်တယောက်စားဆိုပေမဲ့ချက်မဲကအများကြီးပါတယ်နော်အရည်လေးကမာလာနဲ့ပါလာတာပါဒါတော့မချက်သေးလို့ပဲများနေရပါစားခြင်းနေပေါ့နော်မချက်သေးပါဘူးပြုတ်နေတော့မှခေါင်းထည့်ပြီးပြုတ်လိုက်ပါတယ်အမေများတော့ခွဲပြီးပြုတ်ရတယ်ပေါ့နော်ဟိုကြီးဒီကြီးနဲ့အေးလေးတောက်ပြီးစားရပြီလားဆိုပြီးတော့ခဏကြည့်ရပေါ့နော်ကိုကတော့ချက်ပြီးဆိုတော့စပြီးတော့စားကြည့်အောင်ခောက်ဆွဲလေးကိုစပြီးစားရတဲ့အချိန်မှာခောက်ဆွဲထဲကိုမလာရတာလေးဝင်နေတာပေါ့နော်တော်တော်လေးစားလို့ကောင်းတယ်ချက်မဲလေးကတော့တော်တော်လေးကိုလက်ဆက်ပြီးတော့အဲ့ဒီပေးတဲ့အချိန်လေးနဲ့စားတာဟောချက်မဲအရတာရမ်းရှိရဲ့အရှင်ရဆက်တယ်ပေါ့နော်အဆက်ကတိတ်ပြီးတော့မစားနိုင်ပေမဲ့ဒါပေမဲ့အချင်းမစားရမနေနိုင်တဲ့အချိန်တော်တော်လေးစားလို့ကောင်းတယ်ကိုကာကိုလာလေးနဲ့ဆိုရင်တော့အဲ့ဒီလုံးဝပြေသွားတာပဲဟိုရှိတီရှိုးနေဝင်တော့စားကောင်းတယ်နောက်တစ်ခေါက်ထပ်ပြီးတော့စားမယ်ပေါ့နော်နောက်တော့ပွဲကိုစားမယ်ပူတယ်ပေါ့နော်ဒါပေမဲ့မဆောင်းနိုင်ဘူးပေါ့အမအသားလုံးလေးကိုချိန်လေးနဲ့တို့စားအရသာတော်လေးကိုကောင်းတယ်တလုတ်ပြီးတလုတ်စားတာပေါ့နော်ဘာပဲစားအချိန်လေးနဲ့တို့စားတာပါပြမှုစားတာပြမှုကပူတယ်ပေါ့နော်ပြမှုကပူပေမဲ့လည်းမရအောင်စားမယ်ဆိုပြီးတော့မှချိန်နေရပါနောက်ဆုံးမှတော့ကြောက်ပဲရှိပါတယ်ဟော့ပေါ့ရဲ့နောက်ဆုံးပဲကြောက်လေးစားပါမယ်ကြောက်လေးကိုအချိန်လေးနဲ့တိုးစားရမ်းကောင်းတယ်အမစိတ်မရှိတော့လို့ဆိုပြီးတလုံးလုံးစားလိုက်ပါတယ်ဒါလေးကတော့လက်ဆောင်ပေးတဲ့ငပေါင်းထုပ်လေးပါသူငပေါင်းထုပ်လေးကမှုေးစားလို့ကောင်းတယ်ကိုက်လိုက်တိုင်းအီလေးနဲ့ရတာလေးရဟိုရပေါ့နော်လက်ဆောင်ဆိုပြီးတော့တော်တော်လေးကိုကောင်းပါတယ်အမအရင်ချိန်လို့ဆိုပြီးတော့အကုန်လုံးစားရပါပြီအားလုံးပဲတတား